ဟုတ်ကျွန်တော်တို့ဒီ electrical wiring ကိုလုပ်မဲ့ installation လုပ်မဲ့ installer တွေဒီကျွန်တော်တို့မဖြစ်မနေဒီ PPE လို့ခေါ်တဲ့ personal protective equipment PCD အကြောင်းကိုလည်းမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်ဒါဆိုရင် PPE ကဘယ်တော့ဒီလုပ်ငန်းခွင်မှာလုပ်ဆောင်နေတဲ့ electrician လက်စစ်သမားတယောက်အနေနဲ့ဘယ်တော့အရေးပါလဲဆိုရင်ကျွန်တော်တို့ကဒီမှတ်တမ်းတွေအရဆိုရင်အရင်အရေးပါတာကိုတွေ့ရှိရပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒီ personal protective equipment လို့ခေါ်တဲ့ PPE suits တွေကိုမဖြစ်မနေဝတ်ဆင်တဲ့အကြောင်းရင်းဒီလုပ်ငန်းခွင်မှာဘေးရန်နဲ့ကင်ရှင်းရေးပေါ့။ဘာကြောင့်ဘေးရန်နဲ့ကင်ရှင်းဆိုလူသားဒီကျွန်တော်တို့ကအသက်ရှင်တန်ဖို့ရည်ကြီးပါတယ်။အသက်ရှင်တန်မှသာလည်းကျွန်တော်တို့ကလုပ်ငန်းခွင်မှာကျွန်တော်တို့လူချင်းတဲ့ရလဒ်တွေရအောင်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့က personal protective equipment PC တွေကိုမဖြစ်မနေအသုံးပြုရတာဖြစ်ပါတယ်။အဲ့တော့ personal protective equipment တွေကဘာတွေလဲဒါ electrician သမားတွေအတွက်မဖြစ်မနေအသုံးပြုရမယ်။ PPE 6မျိုးကိုကျွန်တော်တင်ပြဆွေးနွေးချင်ပါတယ်။အဲ့တော့ဘာတွေလဲဆိုရင်ပထမဆုံးဥစ္စာကတော့ကျွန်တော်တို့ကဒီဥကောင်းကိုကာကွယ်ရဲ့ helmet safety helmet ဒီ safety helmet ကိုဘာကြောင့်ကျွန်တော်အသုံးပြုရလဲဆိုရင်ဒီ helmet ကိုအသုံးပြုရတဲ့အကြောင်းရင်းကကျွန်တော်တို့ကအစောကျွန်တော်တို့ကလုပ်ငန်းခွင်မှာသွားလာပြီးလှုပ်ရှားနေတဲ့အခါမှာလုပ်ငန်းခွင်မှာကျွန်တော်တို့ site တွေရဲ့မှာရှိမယ် site တွေရဲ့လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီအပေါ်ကကြာလာမဲ့လေးလံတဲ့ PCA ခြုံတက်တဲ့ PCA အဲ့ဒါကြီးကိုခေါင်းပေါ်မှာဥကောင်းပေါ်မှာကြာတဲ့အခါမှာဒီအုတ်ထုတ်ကနေကာကွယ်ပြီးမှဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကလုပ်ငန်းခွင်ကိုသွားလာလှုပ်ရှားတဲ့အခါကျွန်တော်ကအလုပ်ကိုအာရုံစူးစိုက်ပြီးလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီဥကောင်းရဲ့ position တွေကကျွန်တော်တို့ကပုံတွေအမြဲတမ်းတည်မြဲနေရမှာမဟုတ်ဘဲနဲ့သူကအလုပ်ရဲ့အာရုံစူးစိုက်မှုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဥကောင်းရဲ့လှုပ်ရှားမှုရှိရဲရှေးနောက်ဘင်းညာဒါမျိုးလှုပ်ရှားတဲ့အခါမှာကျွန်တော်လှုပ်ရှားတဲ့အခါမှာဒီအလုပ်ကိုအာရုံပြုပြီးလှုပ်ရှားနေချိန်မှာဥကောင်းကိုကျွန်တော်တို့ကပြန်ပြီးတော့တေချာ view site ကိုလှုပ်ဆိုင်နိုင်တဲ့စာရုံးနေသွားတာဖြစ်ပါတယ်ရုံးနေသွားတော့ဘာကြီးဖြစ်နိုင်လဲဆိုရင်ကျွန်တော်တို့ကပတ်ဝန်းကျင်မှာရှိရဲ့ကျွန်တော်တို့အလုပ်လုပ်နေတဲ့လုပ်ငန်းရဲ့ပတ်ဝန်းကျင်မှာရှိရဲ့အချုံတက်တွေအဖုတစ်တွေအဲ့ဒါကြီးနဲ့ကျွန်တော်တို့ကမတော်ဆက်သွားပြီးစောင့်နေရတယ်ဒီဘဝကနေလုပ်နေလို့မှပြုတ်ကြတယ်အဲ့အနေကနေကာကွယ်ဖို့ဆိုကျွန်တော်တို့အုတ်ထုတ်ကိုစောင့်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီအုတ်ထုတ်ကိုစောင့်ရတဲ့အခါမှာဘယ်လိုစောင့်မလဲစောင့်မယ်နည်းလမ်းတွေပေါ့အဲ့တော့ကျွန်တော်တို့ကဒီလုပ်ငန်းခွင်မှာအများစုတွေ့နေရတဲ့ဒီပြဿနာတွေကိုလည်းကျွန်တော်ထည့်ပြီးကျွန်တော်တို့ပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့က safety helmet ဆိုတဲ့ဒီအုတ်ထုတ်ကိုတော့စောင့်နေတိုးတော့ကျွန်တော်တို့ဒီမီးတိုင်းကျိုးလေးကိုပေါ့နော်မီးတိုင်းကျိုးလေးကိုကျွန်တော်မတက်ဖက်နဲ့ဒီလိုမျိုးလေးမတက်ဖက်နဲ့ကျွန်တော်တို့ကဒီအလားသဘောလေးဖော်ချိုးလေးဒါမျိုးလေးချိတ်ပြီးထားတာမျိုးလို့ကျွန်တော်တို့ကချုပ်ပြီးတော့နောက်မှာဒါမျိုးတက်ဆင်ထားတာမျိုးကိုလုံးဝမလုပ်ရပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလိုတက်ဆင်ခြင်းအားဖြင့်ဟို helmet ကိုဥကောင်းအကာဖြစ်တဲ့ helmet အုတ်ထုတ်ကိုဒီဟာမျိုးတက်ဆင်ခြင်းအားဖြင့်ကြားရောက်လာတဲ့အန်ဒီကနေကျွန်တော်တို့ကအပြည့်အဝလုံးဝမကာကွယ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အပေါ်ကကြားလာတဲ့အချိန်ရာဝတ္ထုပဲ၄ချိန်တစ်ခုကနေသူကဝိတ်နဲ့ကြားလာတဲ့၄ချိန်ကိုကျွန်တော်တို့အုတ်ထုတ်ပေါ်မှာလာပြီးတော့ကြားတယ်။ကြားတဲ့အခါမှာအုတ်ထုတ်ကိုကျွန်တော်တို့ကဥကောင်းနဲ့မြဲမှန်ဆိုတာကျွန်တော်တို့မိတိုင်းကျိုးနဲ့ချိတ်ဆက်ထားခြင်းမရှိဘူးအသုံးပြုထားခြင်းမရှိဘူးဆိုရင်ဟိုကကြာလာတဲ့၄ချိန်ကြောင့်ကြာလာတဲ့အုတ်ထုတ်ကအုတ်ထုတ်ပေါ်မှာကြာလာမယ်ကြာလာရင်ဒီအုတ်ထုတ်ကဓာတ်လိုက်ချင်းကြီးကျွန်တော်တို့ကသူ့ရဲ့တည်မြဲမှုအုတ်ထုတ်ရဲ့တည်မြဲမှုဒီဥကောင်းကနေလွဲချော်ပြီးတော့ဒါမျိုးဖြစ်တယ်ဒါမှမဟုတ်တခါချော်ပြီးတော့ကျွန်တော်တို့ဖြစ်ပြီးတော့ကြာလာတဲ့ဒီအရာဝတ္ထုတွေကကျွန်တော်တို့ခန္ဓာကိုယ်သုံးဖို့ခြေထောက်တွေအဲ့ဒါကြီးခန္ဓာကိုယ်ကအစိပ်ပိုင်းတစ်ခုပေါ်မှာကြာရောက်နိုင်တဲ့အန်ဒီရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က CPU အုတ်ထုတ်ကိုကျွန်တော်က helmet ကိုစောင်းတဲ့အခါမှာစနစ်တရားစောင်းဖို့လည်းလိုအပ်ပါတယ်အဓိကတော့ကျွန်တော်တို့မိတိုင်းကျိုးတက်ဖို့အဓိကပါမိတိုင်းကျိုးမတက်ဖဲနဲ့ကျွန်တော်တို့ခုနကပုံစံမျိုးရှေးလေးမှာတင်ထားတာမျိုးနောက်မှာထည့်ထားတာမျိုးလုံးဝမလုပ်ဖို့လည်းကျွန်တော်တို့ဒီနေရာကနေမိတာရက်ခံချင်ပါတယ်နောက် helmet ပြီးတော့ကျွန်တော်တို့ကဗာလဲဆိုရင် ear plug လို့ခေါ်တဲ့နားအကြားအရုံကိုကျွန်တော်ကာကွယ်ပေးတဲ့ PC ပေါ့အဲ့ PC က ear plug ကဗာလဲဆိုရင်ကျွန်တော်တို့ဒီအောင် ear plug လို့ခေါ်ပါတယ်နော်ဒီ ear plug ကိုကျွန်တော်တို့ကတက်တဲ့အကြောင်းရင်းကကျွန်တော်တို့လူတယောက်ကိုကျွန်တော်တို့ရဲ့နားစီပုံမှန်အားဖြင့်ကျွန်တော်တို့ရဲ့နားစီကလက်ခံနိုင်တဲ့ကျွန်တော်တို့ကအတန် waist line ရဲ့ပမာဏရှိပါအဲ့ waist ပမာဏကိုတိုင်းတာခါမှာ decimal နဲ့တိုင်းတာဖြစ်ပါတယ်နော်အဲ့တော့ decimal နဲ့တိုင်းတာခါမှာကျွန်တော်တို့လူတယောက်ရဲ့တန်မာအားဖြင့်လက်ခံနိုင်တဲ့အတန်ဆောင်းဒီ85 decimal ရဲ့အောက်မှာရှိပါတယ်အဲ့ဒီကြော်ရဲဆိုရင်အဲ့ကောင်ကိုကျွန်တော်တို့ကတနေ့တာမှာ8နာရီထိဇက်တက်ကြားနေရဆိုရင်သူကမကြခင်မှာကျွန်တော်တို့ကနားစီရဲ့ပုံမှန်အလုပ်လုပ်တဲ့နှုံးကကျသွားပြီးတော့နှစ်ကြာလာတဲ့ခါမှာဘာဖြစ်လာဆိုရင်နားလေးသားတွေနားစီရဲ့လေးလံဓာတ်တွေပျက်စီးတာတွေဖြစ်နိုင်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ကဒီနာ ear plug ကိုတက်ရတဲ့အကြောင်းရင်းဟာကျွန်တော်ပြင်ပဒီလုပ်ငန်းခွင်မှာပေါ့နော်တက်ရောက်လာတဲ့စူညံမှုအတန်ပေါ့အဲစူညံမှုအတန်ကိုဘယ်လိုလုပ်လဲဆို reduce sound ပေါ့ရရှိလာတဲ့ဒီစူညံမှုကိုနားကိုလာတဲ့အတန်တွေကိုကျွန်တော်တို့ကလုံးဝမကြောက်အောင်လုပ်တာမဟုတ်ဘူးဒီ ear plug ကကျွန်တော်တို့ရဲ့ကြားနိုင်တဲ့
ဒီလူတယောက်ကတာမန်အားဖြင့်နားစီကနေလက်ခံနိုင်တဲ့အတန်ရဲ့ပမာဏကိုရောက်အောင်ဆိုတော့ review ကြောင်းဖြစ်အောင်ကျွန်တော်တို့ကဒါမျိုးလေးနားစီကိုစို့ပြီးထားတာဖြစ်ပါတယ်အဲ့တော့ပြင်ပတဲ့အတန်ကိုကျွန်တော်လုံးဝမကြားအောင်လုပ်တာမဟုတ်ဘဲနဲ့ကြားတဲ့အတန်ဒီလူတယောက်ကလက်ခံနိုင်တဲ့နားစီကလက်ခံနိုင်တဲ့အတန်ပမာဏဖြစ်အောင်ကျွန်တော်တို့ကဒါမျိုးကိုချိန်ညှိပြီးတော့နားစီကိုတက်ရတာဖြစ်ပါတယ်အဲ့တော့ ear plug တက်ရခြင်းဒီကျွန်တော်တို့ဒီဆူညံမှုအတန်ကိုကာကွယ်ဖို့အတွက်ပဲတက်ရခြင်းဖြစ်ပါတယ်ဒါလည်းကျွန်တော်တို့ဒီအခုပြောတဲ့ PPE ဆိုတဲ့ personal protective equipment ပစ္စည်းရဲ့အကြောင်းဒီအသေးစိတ်ဒီဒီတော့မဟုတ်ပါဘူးကျွန်တော်ဆောင်းဝမ်းရှောင်းဝမ်းနေလုံးဆောင်မဲ့အချက်တွေနောက်ရွေးချယ်ဒီ PPE ဝယ်တဲ့အခါမှာဘယ်လိုဥစ္စာတွေဝယ်မလဲနော်ဘယ်လိုပစ္စည်းတွေဝယ်မလဲဈေးနှုန်းကိုအောက်ချောက်ကောက်မဝယ်ဘဲနဲ့အနည်းဆုံးတော့ကျွန်တော်တို့ကဘာမှမဆိုရင် PPE ဝတ်စုံ PPE ဒီပစ္စည်းတွေ equipment ပစ္စည်းကိုဝယ်တဲ့အခါမှာကျွန်တော်တို့ကဈေးနှုန်းအနည်းဆုံးအသင့်နော်အသင့်နဲ့အကောင်းဆုံးဆိုတာရွေးချယ်တဲ့ပါဘာကြောင့်လဲဆိုရင်သူကသူ့ရဲ့နာမည်ရကို personal protective equipment လို့ပြောတာဖြစ်ပါအဲ့တော့ personal ဆိုတာကလူပုဂ္ဂိုလ်ဆိုတော့ protective ဆိုတာကာကွယ်ပေးတာဖြစ်ပါတယ်နော် equipment ဆိုတာပစ္စည်းအဲ့အသုံးပြုတဲ့လူပုဂ္ဂိုလ်ကိုကာကွယ်ပေးတဲ့ပစ္စည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပစ္စည်းတွေကိုဝယ်ယူပြီးတော့အသုံးပြုတဲ့အခါမှာပေါ်ချောင်ကောင်းလို့ဖြစ်လေကြလို့အဲ့ဒါမျိုးတွေမတုံဆွဲပဲနေကျွန်တော်တို့ကအထိုက်အတဲ့ဈေးနှုန်းကိုပေးပြီးတော့ကောင်းမွန်တဲ့အကြီးတွေရရှိအောင်ရွေးချယ်ပေးနေတယ်မှာအဲ့တော့ကျွန်တော်တို့ကထဲမဲ့ပြီးတော့ကျွန်တော် ear plug ပြီးတော့ကျွန်တော်တို့ကကျတော့ Google လို့ခေါ်တဲ့ကျွန်တော်တို့ကမျက်မှန်ပေါ့နော်မျက်မှန်ကိုကျွန်တော်တို့လုပ်ငန်းခွင်မှာတက်ဆင်ရဒါမှမဟုတ်ဒီမျက်မှန်လို့ဆိုတော့ ear plug လို့ဒီကျွန်တော်တို့ကအများအားတက်ဆင်ရမှာတော့မဟုတ်ဘူးခင်ဗျဘယ်လိုအခြေအနေမှာလဲဆိုရင်လိုအပ်တဲ့အခြေအနေဘယ်လိုလိုအပ်တာလဲဆိုရင်ခုန ear plug ဆိုရင်ကျွန်တော်တို့ကဒီလုပ်ငန်းခွင်ဒီမှာပေါ့နော် hand to သုံးတယ်ဆိုရင်ကျွန်တော်တို့ hand to သုံးတဲ့ဥစ္စာကဒီတွေပေါ့နော် AC တွေနောက်တော့ DC တွေကျွန်တော်နိုင်ရန်တွေကိုဖောက်မယ်အဲ့ကောင်တွေကိုအသုံးပြုမယ်အသုံးပြုတဲ့အခါမှာတော့ဆူညံမှုအတန်ထွက်တယ်အဲ့ဆူညံမှုအတန်ကိုကျွန်တော်တို့အနေနဲ့နားစီကနေလက်ခံနိုင်တဲ့အတန်ဖြစ်အောင်ချော့ချဖို့ပဲသုံးရတာဖြစ်ပါတယ်အများအားကျွန်တော်တို့ဒီလိုတက်ဆင်ရမယ်လို့မဟုတ်ပါဘူးခင်ဗျာနော်အဲ့တော့ဒီသားတွေမသုံးတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးဖြုတ်ယူထားမှာဖြစ်ပါတယ်ဒီတိုင်းပဲကျွန်တော်တို့ Google လို့ခေါ်တဲ့မျက်မှန်ကိုလည်းကျွန်တော်တို့ကအများအားတက်ဆင်ရမှာတော့မဟုတ်ပါဘူးဒီမျက်မှန်တက်ဆင်ရတယ်ဆိုတာကကျွန်တော်တို့ကဒီဖုံးလေးသေးတွေအမှုန့်တွေကိုကျွန်တော်တို့ကထွက်နိုင်တဲ့အလုပ်တွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမျက်လုံးကိုကာကွယ်ဖို့တဲ့နော်မျက်လုံးရဲ့အိမ်ထဲမှာဖုံးလေးအမှုန့်တွေမဝေအောင်ကာကွယ်ဖို့တဲ့ဒါလည်းတက်ဆင်ရတာဖြစ်ပါတယ်ဒါဆိုဘယ်လိုအခြေအနေမှာတက်ဆင်မလဲကျွန်တော်တို့ကလုပ်ငန်းခွင်မှာတခါလေကျွန်တော်လုပ်တဲ့လက်စစ်သမားတွေကအဲဒီလုပ်ငန်းခွင်မှာသွားပြီး concession တွေနဲ့တွဲပြီးလုပ်ရဖြစ်တဲ့အတွက်အဲ့မှာဘီလက်မြေအမှုန့်တွေရှိရဲနောက်တစ်ခုကကျွန်တော်တို့ကနေရန်တွေကိုကျွန်တော်တို့က AC တွေနဲ့ပေါက်မယ်အဲ့လိုထုတ်တဲ့အခါမှာအမှုန့်ကြီးထွက်ပါတယ်အဲ့ရဲ့ဒီလိုကအုံမုံတွေဘီလက်မြေအမှုန့်တွေထွက်တဲ့အခါမှာဒီအမှုန့်တွေကိုမျက်စိတွေကိုမဝင်အောင်လုပ်တဲ့ကာကွယ်ဖို့တဲ့ကျွန်တော်တို့ဒီ Google ဆိုတဲ့မျက်မှန်ကိုတက်ဆင်ရခြင်းဖြစ်ပါတယ်ဒီဟာကြီးလှုပ်ဆောင်ခြင်းမရှိတဲ့အချိန်မှာတော့ဒီမျက်မှန်ကိုတက်ဆင်ထားခြင်းမရှိလေရပါတယ်မတက်ဆင်မလို့ပါဘူးနော်အဲ့တော့ helmet ကear plug နောက် Google ပြီးတဲ့အခါမှာကျွန်တော် mask ကလည်းကျွန်တော်တို့ဒီအသက်ရှူလမ်းကြောင်းအန်ဒီကိုကာကွယ်ဖို့အတွက်တက်ဆင်ရတာဖြစ်ပါတယ်သူကလည်းအမြဲတမ်းတက်ဆင်ရမှာလားဆိုတော့မဟုတ်ပါဘူးကျွန်တော်လုပ်ငန်းရဲ့လိုအပ်ချက်အရာခုနအဓိကတော့ AC တွေ DC တွေကျွန်တော်သုံးပြီးတော့ကျွန်တော်တို့နိုင်ရန်ဒီမှာဖောက်တဲ့အခါနောက်ကျွန်တော်တို့လုပ်တဲ့ပတ်ဝန်းကျင်ကဒီဆောက်လုပ်ဆိုင်ထဲမှာလည်းကျွန်တော်တို့လုပ်ရတာပေါ့လုပ်ရတော့ဒီ electrician သမားတယောက်ကဆောက်လုပ်ဆိုင်ထဲမှာလုပ်ရတဲ့အခါမှာအဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကဘီလက်မြေသုံးတယ်သဲတွေသုံးတယ်အဲ့လိုသုံးတဲ့အခါမှာကျွန်တော်ဒီပတ်ဝန်းကျင်ကဖုံဖုံနေပေါ့ထွက်လာတော့အဲ့ဒါတွေကိုကျွန်တော်တို့စုပ်ထဲအသက်ရှူလမ်းကြောင်းထဲမဝင်အောင်လုပ်လို့ဒီ mask ကိုတက်ခြင်းဖြစ်ပါတယ်နေရာတဲ့အချိန်တိုင်းတော့တက်မှာမဟုတ်ပါဘူးလုပ်ငန်းရဲ့လိုအပ်ချက်အရသာလေးတက်ဆင်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်က reflective way လို့ခေါ်တဲ့ရောင်ပြန်ပေါ့နော်ဒီရောင်ပြန်ကလည်းကျွန်တော်တို့တက်ဆင်ရတဲ့အကြောင်းရင်းကကျွန်တော်လုပ်ငန်းဝင်မှာအလုပ်လုပ်တဲ့အခါမှာရောင်ပြန်လို့ပြောတဲ့အချိန်မှာဒီမှာအရောင်ပြန်နဲ့ကျွန်တော်တို့ဟိုလေးတက်ထားတာဖြစ်ပါတယ်အဲ့တက်ထားတော့ဒီရောင်လေးကကျွန်တော်တို့ကတာမန်အလင်းအားမြဲတဲ့အချိန်မှာတော့မှဒီကောင်လေးကလူသားရဲ့မျက်လုံးကိုပြန်ပြီးတော့အလင်းပြန်နေတဲ့ဒီညမှာဒီရောင်ပြန်လေးကိုဝစ်စင်ထားကြပြဟာဒါလူရှိတယ်အဲ့တော့ဥပမာဖြစ်ဆိုရင်ဗျာကျွန်တော်တို့ကအလုပ်ထဲမှာကရိန်းမောင်းနေတဲ့လူတယောက်ကတခါဒီလိုမောင်းနေတဲ့လုပ်ငန်းခွင်မှာဒီလူသားတွေကကျွန်တော်ပေါင်းပတ်သက်တဲ့လူတွေက repetitive way ဝစ်စင်ထားမယ်ဆိုရင်เนาะအသုံးပြုထားမယ်ဆိုရင်သူကမောင်းနေတဲ့လုပ်နေတဲ့ဒီနေ့ရောင်ကတိတ်ပြီးမမြင်ရဘူးလို့ကျွန်တော်တို့ကလင်းရောင်ဒီကောင်ကိုပြန်အောင်လို့တုံးထားဖြစ်တဲ့အတွက်သူက green mount နဲ့လူကဟောအောက်မှာလူရှိရမရှိဘူးဆိုချက်ချင်းတန်းပြီးတော့ကျွန်တော်ရောင်တယ်နဲ့အကျိုးတရားမှုပါလေသိရှိရအောင်ဒါဆိုရင်သူကဒီ PC ကိုဒီမှာမချဘူး green ကိုလက်တံကိုမရွှေ့ရဘူးဒါမျိုးလေးနောက်တစ်ခုကအမောင်လေးကနေ PC ပါပြီးပြစ်ချမယ်ရွှေ့မယ်ဒီလိုလုပ်မှဆိုရင်လည်းကျွန်တော်တို့ကဒါလူရှိတယ်အေးလူမရှိဘူးဆိုတော့ဒီရောင်မြန်
ဝစ်စင်ရဲ့အကျိုးတရားကိုခံစားရတာဖြစ်ပါတယ်နော်နောက်တော့ကျွန်တော်တို့က repetitive ပေးပြီးတော့ကျွန်တော်တို့ဒီလက်ကဒီ glass ဆိုတဲ့လက်ကိုကျွန်တော်တို့ကအသုံးပြုရမှာဖြစ်ပါတယ်လက်ရဲ့အသုံးပြုတဲ့အခါမှာကျွန်တော်တို့ကလက်ကလည်းအမျိုးမျိုးရှိပါတယ်ရှိရဆိုတော့ဒီလက်ကိုသုံးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကလုပ်ငန်းခွင်မှာဒီလက်တွေသုံးရတဲ့အကြောင်းရင်းပစ္စည်းတွေကိုရေရှည်ကျွန်တော်တို့ကအကန့်အသတ်အသုံးပြုနိုင်မယ်နောက်တစ်ခုကဒီလက်တွေကိုကျွန်တော်တို့ထိခိုက်ပစ္စည်းမှုကနေကာကွယ်ပေးနိုင်အောင်ဒီလက်ကိုသုံးဝစ်စင်ရခြင်းဖြစ်ပါတယ်အဲ့တော့ဝစ်စင်တဲ့အခါမှာလက်ကတော့ကျွန်တော်တို့လုပ်ငန်းခွင်ရဲ့လိုအပ်ချက်အရာမျိုးစားအများကြီးရှိတယ်အဲ့တော့မိမိရဲ့လုပ်ငန်းခွင်နဲ့လိုအပ်ချက်အရာကလည်းဒီလက်ကိုဝစ်စင်ရွေးချယ်ဝစ်စင်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အနေနဲ့နောက်ဆုံးပြောချင်တာက safety shoe ပေါ့ safety shoe လို့ခေါ်တဲ့ဒီ shoe ဖနက်ကကျွန်တော်တို့ကတာမန်ကျွန်တော်တို့ဒီအပြင်မှာစီးနေတဲ့ shoe ဖနက်မျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒီ electrician electric engineer တွေเนาะ electrical engineer တွေအဲ့လိုအသုံးပြုဖို့အတွက်တီးတန့်တော့ထုတ်လုပ်ထားတဲ့ဖနက်ဖြစ်ပါတယ်ဒီဖနက်မှာသူ့ရဲ့ feature ဆိုတဲ့လက္ခဏာတွေဒီလက္ခဏာတွေအများကြီးရှိရယ်နောက်ကြတော့သူဒီ standard နဲ့အညီကျွန်တော်တို့ထုတ်လုပ်ထားတာဖြစ်ပါတယ်လို့ standard နဲ့ညီလဲဆိုကျွန်တော်တို့ကဒီဖနက်ဆိုတဲ့တာမန်အပြင်အမြင်ကွဲရဒီကျွန်တော်တို့ရဲ့ဒီ shoe ဖနက်တွေရဲ့ထိတ်မှာကက်လို့ခေါ်တဲ့အဖုံးလေးပေါ့အဲ့အဖုံးလေးကကျွန်တော်တို့ကတန်နဲ့တီချာလောက်တာတန်အခွန်လေးပေါ့အဲ့တန်အခွန်လေးကကျွန်တော်တို့ကထိတ်မှာကျွန်တော်တို့စုပြီးတော့ထည့်ထားတယ်เนาะအောက်ခံကျွန်တော်တို့ကရှုပနရဲ့အောက်ခံအပြားဒီကျွန်တော်တို့ကဒီဘာဘာအများထဲကိုမဟုတ်ဘဲနဲ့တော့တန်များပါထည့်ပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒီ safety shoe ကိုဒီလိုတိဆောက်ရတဲ့အကြောင်းရင်းတွေကကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာကျွန်တော်တို့ဒီအလုပ်လုပ်နေတဲ့အခါမှာဒီအလုပ်ရဲ့အာရုံစုစိုက်မှုပေါ်မှာအာရုံများသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီအောက်ကိုသွားတဲ့အခါမှာကျွန်တော်တို့သွားလာလှုပ်ရှားတဲ့လမ်းကြောင်းတစ်လျှောက်မှာကျွန်တော်တို့ရှိတဲ့အရာဝတ္ထုကိုခြေထောက်နဲ့သွားပြီးတော့လုံးကိုရှေ့ကနေတိုးပြီးတိုက်မိတယ်အဲ့လိုတိုက်မိတဲ့အချိန်ဆိုရင်ရှေ့မှာရှိတဲ့အတန်အခွက်ကလေးဒီကျွန်တော်တို့ကာပါပေးကြပါနော်နောက်အရာဝတ္ထုကြီးကအပေါ်ကနေအမြင့်ကနေပြုတ်ကြတယ်ပြုတ်ကြလို့ခြေထောက်ကိုပြုတ်ကြတဲ့အခါမှာအဲ့ခြေထောက်ရဲ့ကျွန်တော်တို့ကအပေါ်ကရှေ့ရအခုံးလေးဒီအပေါ်ပြုတ်ကြတယ်ဆိုရင်ကျွန်တော်တို့ခြေချောင်းလေးကိုထိကန်မှုအန်ရီကနေကုန်းဝင်အောင်ကာကွယ်ပေးတယ်နောက်အောက်ကတန်များကိုထမ်းပြီးဒီထည့်ပြီးတော့တက်ဆင်ထားခြင်းအပြင်ကျွန်တော်တို့ကဆောက်လုပ်ရေးလုပ်ငန်းပေါ်မှာတန်ကြုံတွေရှိတယ်နောက်တက်သားတွေရှိတယ်အဲ့လိုမျိုးဟာတွေကနေစူးရဲ့အန်ဒီကနေကာကွယ်ပေးအောင်တိဆောက်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က safety shoe ဝေးsafety helmet ပဲဝေးအဲ့တော့ကြောင့်ရောင်မြန်ပဲဝေးအကုန်လုံးဒီ PPE suit တွေကို PPE equipment တွေကိုသုံးတဲ့အခါမှာအနည်းဆုံးအကောင်းတိုင်းမဟုတ်တော့မှလက်စားအဆင့်ရွေးချယ်တဲ့ဈေးနှုန်းတစ်နှောက်ဝက်တဲ့ဈေးနှုန်းကိုရွေးချယ်အញ្ញံသားပို့ဆောင်ကောင်းအဲ့ဒါမျိုးရွေးချယ်ဖို့လည်းကျွန်တော်အကြံပြုတိုက်တွန်းလို့နော်ဒီကုန်းကျိုးအဖြစ်တော့ကျွန်တော်အနေနဲ့ဒီ electrician သမားတယောက်အနေနဲ့မဖြစ်မနေ PPE 6မျိုးကိုအသုံးပြုပြီးပါလို့မြေတားရက်ခံရှင်အဲ့ဒါကြီးကဘာလဲဆိုရင် safety helmet ရှိမယ်ear plug goggle ရှိမယ် glass ဆိုတာလက်ရည်ရှိမယ်ကျွန်တော် safety shoe ရှိမယ်နောက် reflective way ရှိတယ်ဒီ6မျိုးကိုတော့မဖြစ်မနေကျွန်တော်တို့ကဝတ်စင်အသုံးပြုပြီးကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်